Hi guys ကျွန်တော်ဒီရတဲ့ဂန်ရှင်းမှာ solo farming လုပ်နေအဲ့ဒီတစ်ခုရတာတယ်အဲ့ဒါကျွန်တော်မှရှေ့ရလေးနဲ့ number ဆိုတဲ့ကာရီတာကိုတွတ်တောက်မှုမဖြစ်နိုင်မှသိပေမဲ့စူးစမ်းကြည့်ရင်မိရတယ်တော့ကျွန်တော်ဆိုချက်တစ်ခုလုံးနဲ့သူ့ post တွေကြီးပဲမြင်နေရတော့ဟောက်တင်စိတ်ကတစ်ဖြည်းဖြည်းနဲ့တပေါက်ပေါ်လာဝေးမနိုင်ပြောရရင်ကျွန်တော်မှရှေ့ရနေရောက်ဖို့ဆိုတော့ chance ကတော်နေရဗျာညာတော့အပြင်အချိန်အနည်းဆုံး90လောက်မှပဲပိုင်စကားတစ်ကောင်ပြီးရ What ဒါမှလည်းမျောလင်းချက်စီတစ်ခုပေါ့ဒီတော့မှပြန်မလာနိုင်တဲ့သူမျောလင်းသေးရပဲဘာလို့စေရင်နဲ့ပေါက်သွားပြီဘယ်လိုလုပ်手机烧点ကြည့်တာနော်No waitကျွန်တော်ဖုန်းနေတန်တိုင်းလိုင်းလက်ပြီးတော့ရက်သွားတော့ကျွန်တော်ပထမဆုံးတန်းရောမှာဘာပေါက်သွားမယ်မသိလိုက်ပါဘူး A few moments later. ကဲလှည့်ဗျာဟေးဒီဘာလို့ပြီးဟောခင်းအောင်ကြီးဟာတိရေအဲ့ခင်းအောင်ဘာမှမဟုတ်တာဒီစီးတော့မှာဟာတော့စကိဘာပြီးနေရတော့โอเคဟောခင်းအောင်လုတ်ခဲ့ပြီကွာお兄ちゃんဘာလာပြီးနေရလေဟာနင်းတော့သွားကြတူးရနေတာတို့သူထက် wish မယ် Another one ဟာလုတ်တယ်ခင်ရော No God နော်ထားလိလားဟမ်ဟာဒီမလေးပဲလာပြီးနေနင်းတော့မဟုတ်စလုံးမရှိရတဲ့တိုင်းလို့ရေစလုံးမရှိရတဲ့တိုင်းလို့ရေငါတိုင်းနဲ့လဲလို့ရပါပဲကဲโอเคအဲ့လိုနဲ့တဖြည်းဖြည်းနဲ့အချိန်တွေသိမ့်မဟန်တော့လေကျွန်တော်ကရှေ့ရလေးနဲ့တွားလေးလိုက်တာ15ဦးတော့ဖြစ်သွားတယ်ဘယ်လိုပဲပြောရ10ချိန်တော့ထပ်ဝေးလို့ရသွားတာပေါ့ကဲဒီ10ချိန်မှာပြီးလိုက်ပါကွာဒီ10ချိန်မှာပြီးလိုက်ပါနော်ကျေးဇူးအများကြီးတင်ပါတယ်လို့ Okay ပါဟုတ်私はね気分のや方のオーナーညနောက်ဆုံးမှာတော့ကျွန်တော်လိုချင်တဲ့ကာရီတာလေးရတော့ကြပါမယ်ဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲကျွန်တော်ပုံမှန်လို့ဒီလိုဗီဒီယိုမျိုးတွေလုပ်လို့မရှိဘူးဒါပေမဲ့ဒီရက်တည်းဒီကာရီတာကိုကန်ဆယ်နေတာလည်းပါအကြောင်းဒီဗီဒီယိုလေးလုပ်ခဲ့သွားတာဆိုတော့ကြည့်မိကြတဲ့လူတွေအားလုံးကျေးဇူးများကြီးတင်ပါတယ်ခုလိုရောဘာကာရီတာတွေပေါက်သွားတယ်ဆိုတော့ပြောခဲ့လို့ရပါတယ်နောက်ဗီဒီယိုကြမှာပြန်လိုက်ကြမယ် Bye guys That's checkmate. ဘုံလှည့်ဖို့ဟိုမရှိတော့ဘူးငါစိတ်ညစ်တယ်